တခါတော့ကမြို့ငယ်လေးတစ်မြို့မှာအဖိုးတူရှိတဲ့ယူသားစူးစားပြီးကိုချင်းစရိုက်ကောင်းတာကြောင့်သူ့ကိုလူရှိလူခင်ပေါ်ပါတယ်။ဒီနေ့မှာတော့အဖိုးဟာနာမကျန်းဖြစ်ပြီးသူ့ဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်လာပြီဆိုတာသိလိုက်ရတယ်။အဲ့ဒါနဲ့သူသား၃ယောက်ကိုခေါ်ပြီးအမွေခွဲပေးလိုက်ပါတယ်။တာအကြီးဆုံးကအိမ်ကိုအမွေရတယ်။တာလက်ကနွားတစ်ကောင်အမွေရတယ်။တာငယ်ဆုံးကတော့ပစိန်တစ်လက်ကိုအမွေရပါတယ်။ဒါကအဖိုးရဲ့ပိုင်ဆိုင်မှုအကုန်ပါပဲ။ဒီလိုနဲ့အဖိုးကိုကွယ်လွန်သွားပြီးနှစ်တွေလည်းကြာသွားခဲ့ပြီတာကြီးအမွေရခဲ့တဲ့အိမ်ဟာဟောင်းနှွမ်းပျက်စီးလို့တာလက်အမွေရခဲ့တဲ့နွားကလည်းအသက်ကြီးပြီးတော့နိုးမထွက်တော့ပါဘူးတာငယ်အမွေရခဲ့တဲ့ပစိန်တစ်လက်ပဲအကောင်းတိုင်းကြံခဲ့ပါတယ်တာငယ်ဆုံးကဒီပစိန်တစ်လက်ကိုအားကိုးပြီးလက်သမားအလုပ်တွေကိုလုပ်တယ်သူ့အလုံးမှာကျွမ်းကျင်အောင်ကြိုးစားတယ်အလုပ်ကရတဲ့ဝင်ငွေနဲ့ပတ်စံစုပြီးသူ့ကိုယ်ပိုင်အိမ်နဲ့နွားတစ်ကောင်ကိုဝင်နိုင်ခဲ့ပါတယ်အကိုနှစ်ယောက်ကတော့သူတို့ညီငယ်ဆုံးအဆင်ပြေနေတာကိုပဲမြင်တယ်စူးစမ်းတာတွေကိုမမြင်ဘူးသူတို့စိတ်ထဲမှာတော့အဖိုးကတားငယ်ဆုံးကိုမျက်နှာသာပေးပြီးတန်မိုးရှိဆုံးအမွေကိုပေးခဲ့တယ်ဆိုပြီးမနာလိုဖြစ်နေတာပေါ့အဲ့ဒါမဲ့သူတို့ညီစီကနေပြီးတော့ပစိန်ကိုခိုးယူကိုအကြံစီကြတယ်ဘာလို့အဆက်တွေများရှိနေမလဲပေါ့ဒါပေမဲ့သူတို့လက်ထဲကိုပစိန်ရောက်လာလို့ဒီမျိုးစုံနဲ့စမ်းသက်ကြည့်တော့မှဘာမှမထူးခြားဘူးဒါဟာရိုးရိုးပစိန်တစ်လက်ပဲဖြစ်နေတယ်လေတားငယ်ဆုံးကတော့သူ့အကိုတွေပစိန်ခိုးသွားမှမသိပါဘူးနောက်ပစိန်တစ်လက်ပြန်ဝယ်ပြီးတပျော်ရွှင်ရွှင်သူ့အလုပ်တွေသာသူဆက်လုပ်နေပါတဲ့ဒီတော့မှတာကြီးနဲ့တာလက်ကသဘောပေါက်သွားပါတော့တယ်သူတို့ညီငယ်ဆုံးရခဲ့တဲ့တမိုးရှိဆုံးအမွေဆိုတာပစိန်မဟုတ်ဘူးယူသားကြိုးစားတဲ့စိတ်နဲ့ကိုချင်းစရိုက်ဖြစ်နေတယ်ဆိုတာကိုပေါ့ပုံမြင်လေးရတော့ဒါပါပဲကျွန်တော်တို့တွေဟာအောင်မြင်တဲ့သူတွေဆိုအားကြမိတတ်ကြတယ်နော်ဒါပေမဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်ကစူးစမ်းအထောက်ခဲ့ရမှုတွေကိုတော့မမြင်မဲကြောသွားကြပါတယ်